Fancy တောက်ရှော့ပဲအော်တောင်းလိုက်ပါတကောက်လုံးတော့ရေထောရဲဖော်နဲ့ပြန်ပေးလိုက်တော့ဆန်တဲပြီးတော့တောက်ရင်ပြန်ပြီးတော့ပေးလိုက်နောက်မှလည်းဟဲတောက်ရှော့ကြီးပဲပြန်ပြီးတော့ဝင်လာသေးတယ်စစ်တကောင်ပြန်ပြီးတော့ကြာသွားခဲ့ရပြီဗျာကတ်တလုံးပြန်ပြီးတော့ပိုင်းလာသေးတဲ့နောက်မှာတော့2-4-2 trade မှာတော့ Skylar နဲ့ဆန်တစ်ဖက်မှာလည်းရှင်နောက်မှာထပ်ပြီးတော့ AOG ထပ်ပြီးတော့သုံးလာသေးတဲ့နောက်မှာ diversion နဲ့တူပဲ YG ပြန်လဲ format သွားပြီဗျာ Hero K နှစ်ကောင်တော့ကျွန်တော်ဒီဗီဒီယိုမှာလဲလဲပေးလိုက်ရတယ်လို့ပဲဆိုရမယ်ဗျာလက်ရှိနေသေးတယ်ခုကတော့ကျွန်တော်လုံးဝပြန်ပြီးပို့နေဒီအချိန်မှာ AOG စောင့်ရမယ် Fasa Airstrike ကျဲမဲ့ Dan တွေတော့စောင့်ရမယ်ဒါပေမဲ့မေးလာလို့မရတဲ့ကိစ္စ Blade ခေါင်းတိုးနေပြီဗျာ Skylar ဝင်းနေချပါလာပြီဆိုတော့ဒီ Battlefield ကတကယ်ကိုပြင်းတဲ့ Battlefield တစ်ခုတော့ဖြစ်မှာသေကြတဲ့ Carry ပြန်ကောင်းလို့ကြည့်မယ်လောသွေးတစ်ဝက်လောက်တော့ပြန်တော့ရှိနေသေးတယ် Initiating လုပ်ဖို့အတွက်အရင်အဲ့တော့တိုးမလွယ်ကူသေးဘူးဗျာ အဲ့တော့မလွယ်သေးဘူး Torrent Found ပြန်ပြီးပေးထားသေးရဲ့နောက်မှလည်းတောက်ရှော့ပဲ AOG ပြီးသွားပြီ Ultimate နှစ်ခွက်ပြီးသွားပြီဗျာနောက်မှဟဲပြန်ပြီးဆွဲထားသေးတယ်မှာ Carry ပြန်ပေးနေရပြီ Cloud Precision Damage ကြားထဲမှာဟန်ကောင်ပြန်ပြီးတောင်းသွားခဲ့ရတယ်ဗျာတောက်ရှော့ပဲပြန်ပြီး Steel Damage တွေပဲ Key Point ကောင်တက်ပြီးတောင်းသွားနေတယ်နောက်မှချက်ခဲ့တဲ့ Skylar ကောင်မှတက်ပြီးကြားဖို့တော့များနေနေပဲဒါပေမဲ့ Game မှာရေတဲ့တူ1-4-2 trade မှာတော့ကျွန်တော်တို့မြန်မာအသင်း YG ဆက်လက်ပြီးတော့အသာသီးတော့ရနေတော့မယ်ဗျာကျောင်းနဲ့ယာရီရောတစ်ဖက်မှာရှိတဲ့လွတ်ပီးနေတယ်ပြန်လာခဲ့တဲ့ယာရီကိုခလိုနဲ့ step ပေးလိုက်နောက်မှပြီးတဲ့ damage challenge ဆောင်နေအောင်လွတ်ပီးပြန်ကြောက်သွားတယ်ဗျာ Carry တယောက်တည်းကြံရှိနေတဲ့အချိန်ဒီမှာ29 second လွတ်ပီးပြန်ဆောင်ရတဲ့အခွင့်အရေးတစ်ခုတော့ YG ဒီအချိန်မှာပြန်လဲပြီးတော့စရယူလို့ရတယ် Carry တိုးခြင်းပဲမရသေးဘူး minion wave ကြိုရှင်းထားပြီးတော့ဒီတစ်ခေါက် low reset ပြန်ချအခုတော့ပြန် try နေပြီဗျာအဓိကတော့4ယောက်5ယောက်နေထားမှာဒီလောက်ရဖို့အတွက် YG တော်လေးခွင့်ရေးကောင်းတယ်ဗျာလောကပြီးတော့မယ်နေတာတစ်ခုမှာတော့ retribution တက်ရတယ်ဗျာ key point AOG ပြန်လဲသုံးပြုတ်နေတယ်ဗျာနောက်မှတောက်လျှောက်သလိုပဲရှင်ရှိတ်ဒီပြန်ပြီးရတဲ့နောက်မှာတော့တောက်လျှောက်ပဲ key point တွေကိုထပ်တောင်းနေနေပဲရှင် Hero King 9ကောင်ထီကိုပါပိုင်ပိုင်သွားခဲ့ပြီဗျာရှင်လိုက်ပြီးတော့ကျိုးတွေဆိုရလူတွေကကွဲအဲ့တော့မှလီနာနေပြီးတော့နောက်ကနေ dispersion rotation ပေးဒီမှာလည်းတောက်လျှောက်ဆိုပဲလွတ်ပြီးတကောင်နောက်မှ AOG မှာထပ်ပြီးတော့တွဲထားသေးတဲ့နောက်မှာ ultimate နှစ်ကွက်လောက်ထီကိုပေးပြီးတော့ကာထားသေးတာဗျာ Mega Tower ကိုတော့ first floor နဲ့လုံးဝမပေးချင်ခဲ့တဲ့ on ID တင်းဒါဆိုပြန်ကာထားသေးတယ်ပေါ်မှာလည်းဘိုင်ဝိုင်းနေတာတခုမှMega Tower ကိုတော့တရားပေါက်ရှာစစ်ကီ behind လောက်ကနေပြန်လာခဲ့တဲ့အရာရှိတဲ့တော့ဒီနေ့သတိကိုထားရမယ်ဗျာ Blade နဲ့ဒီချိန်မှာပြန်တော့ဝင်လိုက် Blade နဲ့ပြန်ခွဲလာတယ်လုံးဝစိတ်တွေခွဲဖြားထားတယ်ပဲ Carry down key point down ဝိုင်းချိန်မှာထွက်မိုင် Tower ဖုန်းရင်းနေတယ်ပြန်ပြီးတော့မေးလာ Sky လောက်တစ်ချက်ရင်းပြီးပြေးတော့နေရဗျာပေါ်မှာလည်းကျွန်တော်လူပီသွေးဆက်နေတဲ့ဟန် K ပဲဆွဲလိုက်တော့မှလူပီမှာ down ဝိုင်း Hero K 3အောင်ဒီကိုပါ Oni Indonesia ပြန်ပေးတာပြီဗျာတခါတည်းပဲ3ကောင်လောက်ထီကိုတောင်းသွားတဲ့နောက်မှာဒီပွဲကိုအဆုံးသတ်ဖို့အတွက်ကတော့ YG တခါတည်းပဲတက်လို့တော့လာပြီဗျာ Sam တယောက်တည်းကာမာလာနောက်မှာတော့ Skylar ပြင်ပြီးတော့ချက်ရှိနေသေးတယ်ဗျာ For the Airstrike ပြင်ပြီးတော့ပေးထားသေးတော့မှာ throw တော့ဝင်တော့နေချားပြီးဖွင့်ပြီးတော့ရိုက်ချိုးနေခဲ့တယ် damage ဒီဘက်မှာ Skylar မှာထပ်ပြီးတော့တောင်းသွားနေတယ်ပဲ Sam ဘလုံးမှာကာလို့မရတော့နောက်မှာတော့ရန်ကုန် Cladico on the ID တော့သင်းမျိုးတော့ရိုက်ခွဲသွားခဲ့ပြီဖြစ်ပါတယ်ကျွန်တော်မြန်မာနိုင်ငံရဲ့ခြေစင်စုတွေကျွန်ရှိတရှိနေခဲ့တဲ့ကစားသမားတွေပါဝင်နေခဲ့တဲ့ရန်ကုန် Cladico ဒီချိန်မှာတော့အင်ဒိုနီးရှားရဲ့အကြမ်းဆုံးအကောင်းဆုံးဆိုတဲ့အသင်းကိုတော့ရိုက်ခွဲလို့ပြီးတော့ကျွန်တော်နောက်တစ်စီ2-0ဆိုတဲ့ bracket ကိုတော့ကျွန်တော်